to ကိုဘယ်ချိန်မှာသုံးလဲဆိုရင် to refer to past habits or states that are no longer true အဲ့တော့ used to ကိုတဲ့ဒီ past habits အတိတ်မှာလုပ်လေ့လုပ်ထရှိခဲ့တဲ့အရာတွေအလေးအကျင့်တွေအကြောင်းကိုပြောတဲ့ချင်တဲ့အခါမှာသုံးတယ်အတိတ်မှာလုပ်ခဲ့ပြီးတော့ပေါ့နော် that are no longer true now အခုလက်ရှိမှာမမှန်တော့ဘူးမလုပ်တော့ဘူးပေါ့နော်အဲ့ဒါတွေကိုပြောချင်တဲ့အခါကျရင် used to ကိုသုံးတယ်ဥပမာသူကဒီမှာ statement ပေါ့နော်ဒီရိုးရိုးစာကြောင်းအတွက်ဆိုရင်တော့ used to ဆိုပြီးတော့သူ့ရဲ့နောက်မှာ infinitive လိုက်မယ် negative အငင်းဆိုရင်တော့သူ့ကိုဒါက past မှာဖြစ်ခဲ့တာမို့လို့ didn't used to ကိုသုံးမယ် question ဆိုရင်ကျတော့ဒီ did လေးကအရှေ့ရောက်လာမယ်ပေါ့နော်သူကအခု career အနေနဲ့အဲ့တော့ did you used to have long hair အဲ့တော့ငါကတဲ့သပင်ရှည်ထားလေးရှိခဲ့တယ်ပေါ့နော် but now I have short hair အဲ့တော့အခုလက်ရှိမှာသူကသပင်ကအတူအရင်တော့ကထားလေးရှိခဲ့တယ်လို့ပြောခြင်း I used to have အဲ့လိုသုံးမယ်နောက်တစ်ခု she didn't used to wear glasses but now she is wearing glasses အဲ့တော့အခုတဲ့သူကမျက်မှန်တက်တယ်ပေါ့နော်အဲ့တော့အရင်တော့ကသူမျက်မှန်တက်လေးမရှိခဲ့ဘူးအဲ့တော့မရှိခဲ့ဘူးဆိုတော့ပြောခြင်း didn't used to ကိုသုံးမယ် did you used to travel a lot because you travel a lot အဲ့တော့ခုကတော့သူကအရန်ခရီးသွားနေတာပေါ့နော်အဲ့ဒါကြောင့်မလို့သူကမေးလိုက်တယ် did you used to travel a lot အရင်တော့ခရီးသွားလေးအဲ့လိုသွားလေးသွားထားရှိခဲ့တာလားပေါ့နော် did you used to as a question ဆိုရင် did you used to သုံးမယ် negative ဆိုရင် didn't used to statement ဆိုရင်တော့ used to following sentences with the correct form of used to တဲ့ used to ရဲ့မှန်ကန်တဲ့ပုံစံကိုသုံးပြီးတော့ပြန်ရေးမယ်နော်အဲ့တော့ဒါကြီးကတော့မင်းတို့ပြန်ပြီးတော့ rewrite ပြန်ရေးရမှာ the whole sentence ပေါ့နော်ဒါပေမဲ့ဒီမှာတော့အဖြေပဲဖြေပြမယ်နော်Number 1 she not liked vegetables when she was a child သူကလေးအရွယ်တုန်းကတဲ့ vegetables ကိုကြိုက်လေကြိုက်တာမရှိခဲ့ဘူးအဲ့လိုရေးရမယ်နော်ဒီမှာ not negative ပါတယ်ဆိုရင် used to like အဲ့လို we can't believe that she was failed the exam တဲ့ we can't believe ငါတို့မယုံနိုင်ဘူးပေါ့နော်သူဆောင်မွေးကြတယ်ဆိုတာတဲ့ she ဒီမှာဆိုရင်ဒါရိုး statement ဆိုရိုး statement ဆိုရင် she used to work to work hard Susu, not like maths. She was really bad at it. So Susu didn't used to like. Didn't used to like. သူကကြိုက်လေကြိုက်တာမရှိခဲ့ဘူးပေါ့နော် What ဆိုတော့ဒီမှာမေးခွန်းလေးပေါ့နော်အဲ့တော့ What did you used to do ဒါကခုက used to တွေပဲအကုန်သုံးပြရမှာမလို့ဒီလိုရေးရမယ် What did you used to do in the summer when you lived in the country carrots but now he eats it ခုကတော့သူစားတယ်ဆိုတော့ဒီမှာ negative ဆိုတော့ he didn't used to eat သူစားလေးစားတာမရှိခဲ့ဘူးနောက်ဒီမှာရေးရမယ် did you used to play tennis when you were at school မင်းကျောင်းလုံးက did you used to play tennis ကစားလေးရှိခဲ့သလားနောက်တစ်ခု number 7မြင့်စုတဲ့ chocolate but now she does not like it သူမကြိုက်ဘူးတဲ့မကြိုက်ဘူးဆိုတော့အရင်တော့ကတော့ she used to like ကြိုက်လေကြိုက်ခဲ့တယ်ပေါ့နော်ကြိုက်လေကြိုက်တာရှိခဲ့တယ် we တဲ့ in a flat when you were young ငါတို့ငယ်ငယ်တုန်းကဆိုရင်တော့ we used to live ဒါလေးကခုက statement ဆိုရင် used to live ကိုသုံးမယ် negative ဆိုရင်တော့ didn't used to အဲ့ဒါရေးမယ်မေကွန်းဆိုရင်တော့ did you used to ဆိုပြီးတော့ရေးရမယ်နော် number 9 my aunt ကတဲ့ Spanish တဲ့အဲ့တော့ my aunt used to speak Spanish but she go to the beach every summer when they were young သူငယ်တုန်းကဆိုရင်တော့ they used to go သွားလေသွားတာရှိခဲ့တယ်